လက်ရှိပြောင်းရွှေ့ရာသီရဲ့ထိပ်တန်းပြောင်းရွှေ့၅ခုနံပါတ်5 Bruno Guimaraes ယူကာဆယ်တင်းရဲ့ဆွေစုံရကွင်းလက်ကစားသမားတူဖြစ်ပြီးပြီးခဲ့တဲ့2016ကမ္ဘာဖလားမှာလည်းဘရာဇီးတရေချင်းအသင်းအတွက်ခြေစွမ်းပြကစားပေးနိုင်ခဲ့တဲ့ Bruno Guimaraes ဟာကွင်းလက်ပိုင်းအတွက်ဆိုအားကိုးရတဲ့ကစားသမားတူပဲဖြစ်ပါတယ်။ Premier League ချန်ပီယံအာဆင်နယ်တို့ဟာသူတို့ရဲ့ကွင်းလက်ကိုပုံမရွေးချယ်စရာရှိစေဖို့အတွက် Premier League အတွေ့အကြုံရှိကစားသမားတူဖြစ်တဲ့အသက်28နှစ်အရွယ် Bruno Guimaraes ကိုပေါင်85တန်းဆိုတဲ့တန်ကြီးပေးပြီးခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ပဲခုရောက်ဒီချင်းမြန်ကြီးတို့ရဲ့ကွင်းလက်ဟာပုံမတောင်းတင်းလာပြီးနှစ်ဆက် Premier League စကူးနိုင်ရေးမှာလည်းအကြီးပါတဲ့အပြောင်းအလဲတစ်ခုဖြစ်လာမှာအသေးချာပဲဖြစ်ပါတယ်။နံပါတ်4 Sandro Tonali ယူကာချယ်အသင်းဟာအသင်းရဲ့တောက်တိုင်ကစားသမားတွေကိုရောင်းထုတ်ရရှိပြီးတော့ Bruno Guimaraes ကိုရောင်းထုတ်ခဲ့တယ်လို့ပဲအသင်းရဲ့အရေးပါတဲ့နောက်ထပ်ကစားသမားတစ်ဦးဖြစ်တဲ့ Sandro Tonali ကိုလည်းစပါတင်ထန်ရောင်းချခဲ့ပြန်ပါတယ်။ဒီကဘောလုံးရဒီမှာတန်မစရဖို့အသေးအတန်ရုန်းကန်ခဲ့ရပြီးမှတန်းတင်ကြံရင်ခဲ့ရတဲ့ဒန်နကလပ်တိုတင်ဟန်ဟော့စပါတို့ဟာအားနည်းနေတဲ့ကွင်းတွေကိုဖြည့်တင်းမှုအတွက်26နှစ်အရွယ် Sandro Tonali ကို92.5တန်းနဲ့ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။နံပါတ်3 Elliot Anderson မထင်ပေါ်တဲ့အသင်းရဲ့ကွင်းလက်အင်ဂျင် Elliot Anderson ဟာ36ကမ္ဘာ့ဖလားမှာဒီကလာရော့ချ်နဲ့တွေ့ပြီးအင်္ဂလန်ပြည်ရဲ့ကွင်းလက်ကိုအဓိကမောင်းနှင်ပေးနိုင်ခဲ့ပါတယ်။ဘာနာဒိုဆီဗာနဲ့ရူဖီတို့လိုအသင်းရဲ့အရေးပါတဲ့ကစားသမားတွေကိုဒီရက်နဲ့ဘာစီလိုနာအသင်းရဲ့ချီကိုအတူတူလက်လွတ်ခဲ့ရတဲ့ပရီးမီးယားလိဂ်ထိပ်သီးလက်မန်စီးတီးတင်းဟာဒီ23နှစ်ရွယ်ကစားသမားကိုပေါင်116တန်းပေးပြီးခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။နံပါတ်2 Morgan Rogersခုနိုင်အမေရဲ့အစတိုလီဒါအသင်းမှာတော့ထားခဲ့ပြီး73နှစ်အရွယ်သာရှိသေးတဲ့ Morgan Rogers ဟာ2016ကမ္ဘာဖလားမှာလည်းအင်္ဂလန်ပြည်တတိယရခဲ့ရမှာဒီကကြားတဲ့နေရာကနေပေါင်းစားပြီးခဲ့တယ်ဖြစ်ပါတယ်။ Chelsea ရဲ့နီးကပ်တဲ့ဖြစ်ဇာဘီနိုဆိုရောက်ရှိလာဒီမှာတော့ PS စီမံကိန်းမှာ Morgan Rogers ကိုပေါ်ချခဲ့တာကြောင့်ဒီတင်စံချိန်တင်ပြောင်းရွှေ့ခြင်းဖြစ်တဲ့ပေါင်128တန်းတိကိုပေးပြီးတော့6နှစ်စာချုပ်ကိုပေါ်ယူချုပ်ဆိုခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးကြံနေတဲ့နံပါတ်1ကစားသမားဘယ်သူလဲမသိရသေးခင်ကျွန်တော်ရဲ့ channel လေးကိုတိုင်းရ subscribe လေးလုပ်ပေးကြဖို့မိတ်ရက်ခံအပ်ပါတယ်ခင်ဗျာဒီတော့ဆက်လိုက်ကြရအောင်နံပါတ်1 Yan Diamanti Premier League မဟုတ်တဲ့တခုရီတော်ဈေးကြီးသောပြောင်းရွှေ့ကတော့ Ivory Coast လေရွေးစဉ် Yan Diamanti ရဲ့ပြောင်းရွှေ့ပဲဖြစ်ပါတယ်။ Diamanti ဟာဂျာမန်ကလပ် RB Leipzig မှာတရားပြီးသားကစားရသေးပေမဲ့ဒီကလာဟာသူ့ရဲ့အရေးချင်းကိုတက်တည်ပြဖို့လုံလောက်ခဲ့တာကြောင့်ဥရောပထိပ်သီးအသင်းကြီးတွေရဲ့အာရုံစိုက်မှုကိုခံရဆုံးကစားသမားတစ်ဦးလေးဖြစ်ပါတယ်။ Spain Blue ကြီး Real Madrid တို့ဟာဒီ19နှစ်ရွယ်ကွင်းလက်ကစားသမားလေးကို PSG လီဗာပူးတို့ကိုကြော်ပြီးတော့ယူရို125တန်းအပိုစုကြီးပါမယ်ဆိုလို့ချင်းယူရို140တန်းအထိရှိနိုင်တဲ့စာချုပ်ကိုခေါ်ယူပြီးတော့ချုပ်ဆိုခဲ့တာပဲဖြစ်ပါတယ်။ဒီပြောင်းရွှေ့ကြောင့် Diamanti ဟာအာဖရိကရဲ့တန်ဖိုးကြီးဆုံးကစားသမားတစ်ဦးဖြစ်လာခဲ့တယ်လို့ Real Madrid သမိုင်းတစ်လျှောက်မှာလည်းဒုတိယမြောက်ဈေးကြီးဆုံးခေါ်ယူမှုလည်းဖြစ်လာခဲ့ပါတယ်။ကြီးစုပေးခဲ့ကြတဲ့ပြည်သက်ကြီးအားလုံးကိုကျေးဇူးထိုးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်ကိုကောင်းပါ